What's up? ဖြီးပါဗျာဒီနေ့တော့ကျွန်တော်တို့ဒါဇွဲကင်တန့်အောင်နော်ဒါမနေ့ကဆန်တော့အားဖြင့်ကတော့6နိုင်ကြော်ပါလေဗျာနော်ဆိုတော့ဇွဲကင်တန့်ကိုတက်ကြတယ်ဗျာဂျိုင်းမှာဘာတွေရှိနေဘာညာတော့ရိုက်ပြတယ်ပေါ့နော်ဆိုတော့ let's go ဒီရမှတ်လိုက်တာဒီကမှတ်တဲ့တရားရှိသေးတာရောမတော့အချာကြီးအဲ့တော့ခေါ်လာမိုးလာအဲကြာမာလေး ဦးတိုင်နဘွိုင်းဘွိုင်းမပူလိုက်ရောပူလိုက်ကဲလိုက်တော့ပေါ်ကြိုင်ပေါ်လူတက်ကြမှာတောင်တရပြောဘူးတော့ကောင်းတယ်ပေါ့နော်မိုးလေးကတဖွဲဖွဲနဲ့စိတ်တော့တောင်းမရအောင်ကဲကျွန်တော်တို့တောင်ဆက်တက်ကြမယ်လမ်းတဝက်ကြော်လာပါပြီခင်ဗျာအဲ့တော့သူကပြင်းတယ်လို့လည်းပြောလို့တော့မရဘူးပေါ့နော်ဒါပေါ့တောက်တိုက်တော့လောက်တော့ရှိမှာပဲဒါပေမဲ့တော်တော်ညောင်းတယ်ကျွန်တော်တို့ဟိုလို runner လည်းမဟုတ်ပြင်မလားခုမှပူနာကြိုးကန်းတောင်တက်တာဆိုတော့နည်းတော့မောပါလေခုနတော့ရေးပါတော့နည်းနည်းအော်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပေါ်ပါနည်းနည်းတက်ဖို့ကြံသေးတယ်ဆိုတော့တက်ကြမယ် let's go တက်ကြမယ် alright သုံးပုံနှစ်ပုံရောက်ပြီပေါ့နော်နောက်ထပ်တစ်ပုံပဲကျန်တော့တယ်bro look at the view ရန်ဟိုမြင့်နေပေါ့ဒီပေါ်မှာဒါကျွန်တော်တို့ပြောရရင်တိမ်ရဲရောက်နေတယ်လို့တော့ပြောလို့ရအောင်ဘာမှမမြင်ဘူးဘိုးအောက်ကတော့ဘာမှမမြင်ရတော့ဘူးเนาะဒါလည်းအကုန်လုံးကတိမ်ကြီးဖြစ်သွားပါပြီပေါ်တော့မရောက်သေးဘူးဒီညမှာနေရန်ကို relaxing ဖြစ်တယ်ပေါ့နော်ကျွန်တော်မျက်မှန်လေးဆိုဒီမှာကြည့်ကဲเนาะဗီဒီယိုလေးမဆုံးခင်အပေါ်မြောက်ခင်မှာကြားထဲမှာမြောက်ရှိရဆိုလို့ကင်မရာလေးခဏတင်ထားမယ်ပေါ့နော်မြောက်ကိုရိုက်လို့ရရင်တော့ခိုးရိုက်ပေးမယ်ခဏလေးသွားရ let's go view point လို့ပြောရလားပြောရမလားတော့မသိဘူးဘေးမှာပေါ့နော်တိမ်တွေကဖူးဆိုပြီးသွားနေတာပေါ့နော်ဘယ်လိုပြမလဲနော် bro what the hell အငွေ့တွေကြီးပဲဒီစားချင်းတိမ်တွေကပြေးနေတာပေါ့နော်လေဒီရဲ့အနှုံးနဲ့တောင်ကဟိုးဘက်မှာပေါ့နော်80% လောက်လမ်းကိုရောက်လာပြီပေါ့ဒါတော့ပေါ်ဆုံးရောက်ပြီပါဗျာ almost there ခဏလုံးဝကိုတန်းပြတော်မယ့်နေရာရောက်ပါတော့မယ်ဒါတော့ဖုန်းချောင်းနဲ့ရောက်ပါပြီတောင်ထက်ရောက်ဖုန်းကြီးရောက်ပါဒီပါလေညာရှင်းအောင်လာလေးစင်းနေတယ်ကွာဘယ်မှာနားလဲတော့ချင်းတက်ခါရတာကဲလုံးဝကိုတရားရိပ်ရောက်ပါပြီဗျာဆိုတော့ခုကျွန်တော်ရောက်နေရတော့ဒါတောင်ပေါ်ကအဆောက်ဆိုင်ပေါ့နော်။ဘာရှိလဲဆိုတော့အာလူကြောင်ငါမုံလိုချင်တာကုန်ရမယ်ဗျာနော်။တော်တော်စုံပါလေ။စစ်စင်းအနေနဲ့မြင့်တယ်ပေါ့နော်တောင်ပေါ်ဆိုရင်အထင်သေးလို့တော့မရဘူးဒါ KP နဲ့ပါရရပေါ့နော်။ကျွန်တော်တော့မစားတော့ဘူး။စားပြင်ပြန်အန်ပါဆိုလို့လေ။လမ်းမှာလည်းရေတွေတောက်ပြီးတော့အကုန်ပြန်အန်တာပေါ့နော်ဆိုတော့ဘာစားမလို့လေဟိုပြင်ပြန်အန်မဲတူပတ်စံကုန်တာမဟုတ်တယ်မလား။ဆိုတော့ဒါပါပဲ။ဆိုတော့ဒါတော့ကျွန်တော်တို့ဇွဲကပင်ရဲ့အမြင့်ဆုံးကစီပေါ့နော်ဘယ်ကမင်းစီဖြစ်ပါလေလေးတန်းကြီးကြားလာမသိဘူးဆိုပြီးတော့ဒီမှာဘာလဲဆိုတော့နော်ဒီကြီးရောမှာအတွဲဖက်တွေလုံးဝပြောအောင်တယ်ရောက်နေပြီပေါ့ဒါပုံ
မလားထောင်းရင်နောက်တွေလူမှဆိုနောက်တွေခုံနေတောင်ပေါ်ကနေဒါရှော့တွေတောင်းတက်ပြီးဒီအပေါ်ရောက်ရင်ရှော့တွေတောင်းနေဆိုတော့ဘာမှတော့မသိဘူးပေါ့နော် bro so relaxing ရော relaxing ဖြစ်တယ်ပေါ့ကျွန်တော်တို့ဒါတောင်ပေါ်ကနေပြန်ဆင်းပါပြီဆင်းတာတော့ဟိုဘာမှအာမတုံကတော့ဒါဆင်းမယ်ပေါ့နော်မြင်ပါတယ်ပြီးတော့ဟာစီရီဘောကနေခွန်ညောင်းပါနေပြန်ဆင်းပါပြီကဲဆင်းကြပါဗျာဒီတော့ဆက်ရမယ်မိုးရသည်ဆိုတော့ဒီဘက်သူကနှစ်ပေါက်ရှိတယ်လို့ပြောတယ်ဒီတက်တဲ့လမ်းอ่ะပေါ့နော်ဟာမိုးကြသူကတလန်းကအဲ့လို2နာရီခွဲလားမသိဘူး2နာရီလောက်ကြာတယ်နောက်အရှိဘက်နဲ့နောက်ဖက်လာမယ်အဲ့လိုမျိုးဆိုတော့နောက်တစ်ဖက်ကတော့2နာရီလောက်ပဲကြာကျွန်တော်တို့လာတဲ့လမ်းတိုင်းပဲပြန်ဆင်းပါပေါ့နော်ဆိုတော့โอเคဆင်းပြီဗျာโอเคတောင်မဆင်းရတော့ပျော်ဖို့တော့ကောင်းပါတယ်တောင်ကဆိုပြောရမယ်လက်ဆက်တဲ့လေကကျွန်တော်တို့ရန်ကုန်ကကာမလိုင်အောင်ဆက်နေနဲ့အများကြီးကွာတယ်ပေါ့နော်ရှူဖို့အရင်ကောင်းပါတယ်လုံးဝလွတ်လပ်သွားသလိုလွတ်လပ်သွားတော့မဟုတ်ပဲနဲ့အဲ့လိုလေရှူရတဲ့ရတာအရင်ကိုလွတ်လပ်ပါတယ်ဆိုတော့နော်တခါမှမတက်ဘူးသေးတဲ့သူတွေတက်ကြည့်ပေါ့နော်ဒါကျွန်တော်လည်းခုမှထပ်မှဆုံးတက်ထူလားဆိုရင်မဲ့တက်တဲ့ချင်းတက်တဲ့ချင်းဟို3ပုံ1ပုံတော့မရောက်သေးဘူးပေါ့နော်အရင်ဟိုညောင်းပြီးတော့လုံးဝမတက်ချင်တော့အပေါ်ကိုကြည့်လိုက်လှေကားတွေကြီးပဲပေါ့မပြီးဆုံးမပြီးနိုင်ဘူးလားတော့ထင်တယ်ဒါပေမဲ့အခုရောက်သွားတော့ဟာ bro what the fuck ဗျာဒီကနေလိုက်တက်ပြီလားဒါလိုက်ဖို့ပြကလေးလေးပေါ့နော် hi ဆိုတော့ကျွန်တော်စင်းလာတဲ့900ရာခိုင်နှုန်းရောက်ပြီနော်50ပေါ့နော်အမှလူတွေတက်လာပါတယ်သူဆက်ဆင်းရမယ်ဗျာခုနကတယောက်တွေ့လိုက်တယ်တက်40တဲ့ဘက်ကိုတစ်ခေါက်တက်တာတဲ့ချစ်စင်ဆောင်းအားကြရတော့ဆိုမတက်နိုင်ဘူးနောက်ကြတော့တက်မှာပေါ့ channel ပိုင်းတွေကတော့ဒါမိုးတွေအရမ်းရွာလာလို့ကျွန်တော်အန်င်းပိုင်းကမြိုက်ခဲ့အောင်ပေါ့ဆိုတော့ဒါကတော့ဖအန်ရဲ့ဇဲကမင်းတောင်းတတဲ့ vlog ပဲဖြစ်ပါတယ်ဆိုတော့ဒီ vlog ကြည့်ပေးတဲ့သူတွေကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးကြရင်ပြန်ကြပါမယ်ဒီလိုကတော့လောက်ပါမယ်ခင်ဗျခီပါ bye bye